မန်စီးတီးရဲ့ခေတ်သစ်အတွက်အရေးပါတဲ့အားဖြည့်မှုခံစစ်အတွက်ပေါင်သန်း900ကျော်သုံးထားပေမဲ့မန်စီးတီးကအဆင်မပြေသေးပါဘူး။နှစ်စဉ်တိုင်းခံစစ်အားဖြည့်ပေမဲ့မန်စီးတီးခံစစ်ကဟာကွက်တွေများနေသေးပါပဲ။လက်ရှိချိန်မှာလည်းမန်စီးတီးတင်ကခံစစ်တန်ရာပြဿနာတွေအတော်လေးများနေပါတယ်။ဒီလိုနဲ့ပဲမန်စီးတီးတင်ကခရစ္စတယ်ပဲလီနောက်ခံလူကွီကိုတင်ပိုက်ခဲ့တာပါ။ကွီကိုပရီးမီးယားလိထိပ်သီးတင်ကအပြိုင်စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။လေဘာဦးဆိုရင်ကွီကိုအသေးအံမျောလင်းခဲ့တာပါ။ဒါပေမဲ့မန်စီးတီးကစီမန်ညိုကိုတင်ပိုက်ခဲ့တယ်လို့မျိုးပရီးမီးယားလိရဲ့ပြူရိုင်းကြိုက်တဲ့နှင်းစီကန်ကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ကွီရဲ့ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံကတိုက်စစ်ကြုံပြီးဘောလုံးဆုံးရှုံးတဲ့အခါကွင်းလေထိတက်ဖြတ်ထုတ်နိုင်စွမ်းရှိသူပါသူကတူးချင်းရင်ဆိုင်တွေ့ချင်းဂျူရယ်တွေကောင်းပုံပြီးလီဗာပူးနီးပြအာနီစလော့ရဲ့ out of possession instruction အတွက်လည်းအရေးပါသူဖြစ်လာနိုင်တာပါကွီက area ability လေးတဲ့ဘောလုံးရှင်းထုတ်နိုင်စွမ်းကောင်းပုံသာမကပဲရှော့ထုတ်ဖြတ်ထုတ်မှုတွေကလည်းထက်မြက်ပါတယ်လိုအပ်တဲ့အခါပြန်မဲ့ကွင်းမဲ့ချန်တီတက်ပြီးဘောလုံးဖြတ်ထုတ်တတ်သူပါအဲဒီစွမ်းရည်ကတိုက်စစ်အားတန်လုံးနဲ့လီဗာပူးဖူးဘက်တွေကိုကာဗာဖြစ်စေပါလိမ့်မယ်ခရစ္စတယ်ပဲလီကဘောလုံးပိုင်ဆိုင်မှုအသာစီးယူထားနိုင်တဲ့အသင်းမျိုးမဟုတ်ပါဘူးသူတို့တိုက်စစ်ဆင်ပြီးဘောလုံးပြတ်သွားတာမျိုးမကြာခဏရင်ဆိုင်ရတတ်ပါတယ်။ဒါပေမဲ့တိုက်စစ်တန်ကိုခံရတတ်တယ်။အဲ့လိုအခြေအနေမှာဂွီက strongest dink defender ဖြစ်ပါတယ်။မန်စီးတီးကအဲ့ဒီ function အတွက်ပြီးခဲ့တဲ့နှစ်အတွင်းမှာဂျွန်စတုန်းကိုလည်းကစားခိုင်းခဲ့မှုပါတယ်။လက်ရှိမှာဂွီကဂွာရီယိုလာလက်ထက်မှာမန်စီးတီးအသင်းခံစစ်ကိုရောက်လာတဲ့25ဦးမြောက် quality player ပါ။ဂွာရီယိုလာက2016ခုနှစ်မှာမန်စီးတီးနီးပြဘွားစတင်ပြီးအဲ့ဒီချိန်ကစလို့ခံစစ်အတွက်ပေါင်သန်း900အထိသုံးထားပါတယ်။ဂွာရီယိုလာကမန်စီးတီး 2.0 ကိုတီထောင်နေတာပါ။2025ခုနှစ်ကနေလက်ရှိအချိန်ထိပေါင်သန်း414သန်းသုံးဆွဲခဲ့ပြီးကစားသမားအသစ်14ဦးထိခေါ်ယူတာသွေးသစ်လောင်းနေတာပါ။ဂွီကမန်စီးတီးခေတ်သစ်အတွက်အရေးပါတဲ့နောက်ထပ်အားဖြည့်မှုတစ်ခုလည်းဖြစ်ပါတယ်။ M9 Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားကြကောင်းတဲ့အကြောင်းအရာတွေကိုစူးစမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။